မြန်မာငွေ1500ကျပ်ထဲနဲ့အမိုင်စား 3D ပြကွက်တွေကိုကြည့်ရှုနိုင်တဲ့နေရာတစ်ခုရန်ကုန်မြို့မှာရှိလို့နေပါပြီ။လိပ်စာလေးကတော့ရန်ကုန်မြို့ပြည်သူ့ရင်ပြင်အတွင်းမှာရှိပြီးတော့ပြည်လမ်းဘက်ကလာမယ်ဆိုလို့ရှိရင်ပြည်လမ်းနဲ့အလုံလန်းတောင် Summit Park View Hotel ရှေ့မှာရှိတဲ့အာကာသပြတိုက်ရန်ကုန်ပဲဖြစ်ပါတယ်။ဒီပြတိုက်မှာအာကာသနဲ့ပတ်သက်တဲ့ topic တစ်ခုစီကိုအပတ်စဉ်အင်္ဂါနေ့ကနေတနင်္ဂနွေနေ့ထိ topic တစ်ခုစီကိုပြသပေးနေတာဖြစ်ပါတယ်။ topic တစ်ခုစီကိုချိန်25မိနစ်ကနေ30မိနစ်ထိကြာမြင့်ပါတယ်။ရုပ်ထွက်တွေကခြေတောက်ရှင်းနေပြီးတော့အာကာသတွေကိုတကယ်ရောက်တယ်ခံစားရမှာပါ။မြင်ကွင်းချိန်360စကွေကိုကြည့်ရတဲ့ရတာကတကယ်ကိုမိုက်ပါတယ်။ဒါအပြင်ပြလိုက်တဲ့အပြင်ဘက်မှာလည်းတခြားစိတ်ဝင်စားများပြတ်ကွက်တွေအများကြီးရှိနေတဲ့အတွက်ကြောင့်မလို့တစ်ခေါက်လောက်တော့သွားဖို့တင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ပြလိုက်ကိုပတ်စဉ်အင်္ဂါနေ့ကနေတနင်္ဂနွေနေ့ထိမနက်9:00နာရီကနေ4:00နာရီထိဖွင့်လှစ်ပြသထားတာပဲဖြစ်ပါတယ်။အရင်ကလက်ခတ်တာယာကြီးပြလိုက်ဖြစ်ခဲ့ပြီး2025ခုနှစ်မှာအာကာသပြတိုက်ရန်ကုန်ပြည်အစစ်မြစ်တွေကပြန်လည်ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ယခုလိုစိတ်ဝင်စားကြပါမယ်ဗီဒီယိုလေးတွေကိုကျွန်တော်ရဲ့ TikTok, Facebook နဲ့ YouTube တွေမှာတင်ဆက်ပေးထားတာဖြစ်လို့ပရိသတ်တွေအနေနဲ့ Like and Follow လေးလုပ်ပြီးကြဖို့မေးကြပါလိမ့်ခင်ဗျာ။နောက်တဲ့ဗီဒီယိုမှာထပ်ဆောင်ကြပါမယ်။